နေဝင်တရောအချိန်မှာမြေကမ်းနှစ်ဖူးကရေလိုင်းတန်လေးတွေဟာတစ်ချက်ပစိမ်းရေခွဲတန်လေးတွေနဲ့ရောရှက်လို့နေပါတယ်။မောင်မင်းဟာသူ့ရဲ့လှေလေးကိုကမ်းမှာထိုးဆိုင်လိုက်ပြီးကမ်းပေါ်မှာစောင့်နေတဲ့နွေးနွေးကိုပြုံးပြလိုက်တယ်။နွေးစောင့်နေတာကြာပြီလား။ဒီနေ့လှေစီးတဲ့သူများနေလို့ကိုနင်းနဲ့နောက်ကျသွားတယ်။မောင်မင်းကအမောတကောပြောလိုက်တော့နွေးနွေးကအေးဆက်ဆက်အပြုံးလေးနဲ့ပြန်ပြေးပါတယ်။မချပါဘူးကိုရဲ့နွေးကဒီနေရာလေးမှာပဲအမြဲရှိနေတာပါ။ကိုမြင်နေရရင်ပဲနွေးချင်နေပါပြီ။မောင်မင်းကနွေးနွေးအတွက်ဝယ်လာတဲ့စပိန်ညက်ကလေးလေးကိုကမ်းပေးလိုက်တဲ့အခါနွေးနွေးရဲ့လက်ချောင်းလေးတွေဟာရေခဲလိုအေးဆက်နေတာကိုမောင်မင်းသတိထားမိလိုက်တယ်။ဟင်နွေးလက်လေးတွေကအေးဆက်နေတာပဲ။နေမကောင်းဘူးလား။မောင်မင်းကစိုးရိမ်တကြီးမိတော့နွေးနွေးကဒီမှာကမြစ်လီမြင့်တက်နေလို့ပါကိုရဲ့။ဒါပါအိမ်မသွားရအောင်အခုလိုပြောပြီးရှေ့ကနေဦးဆောင်ထွက်သွားပါတယ်အိမ်ပြန်ရောက်တဲ့အခါအဖွားဖြစ်သူကပရိစိတ်နေရာကနေမောင်မင်းကိုလှမ်းကြည့်ပြီးနေဒီဘက်ရွာကမိန်းကလေးတွေနဲ့မတွေ့ပဲဟိုဘက်ကန်းကချက်ကုန်းရွာကိုပဲဘာလို့ခဏသွားနေရလဲမောင်မင်းချက်ကုန်းရွာဆိုတာလွန်ခဲ့တဲ့တစ်နှစ်ကမီးလုံမီလူသူမရှိတော့တဲ့ရွာပြက်ကြီးလေမင်းဘယ်သူနဲ့သွားတွေ့နေရလဲအဖွားဖြစ်သူကတတိပေးရှာပါတယ်ဒါပေမဲ့မောင်မင်းကတော့အဖွားကလည်းဗျာမဟုတ်ကတွေကျွန်တော်နေတိုင်းသွားနေတာပဲဥစ္စာနွေးနွေးကလူသားစစ်ပါဗျအခုလိုခေါင်းမာနေခဲ့ပါတယ်တညမှာတော့မောင်မင်းတယောက်နွေးနွေးနဲ့တွေ့ပြီးအပြန်တောလန်းလေးထဲမှာရုတ်တရက်လေပြင်းတွေတိုက်လာပြီးထူးဆန်းတဲ့ရည်တံတွေထွက်ပေါ်လာပါတယ်ရုပ်ဆိုးအကြီးတန်းနဲ့တရေလေးကောင်လမ်းပိတ်ရက်လိုက်ပြီးဟာဒီနေ့တော့လူသားအသားလက်ဆက်စားရတော့မယ်ဟဲ့မင်းကချက်ကုန်းရွာကတဲရဲမလေးစီလာနေတာမဟုတ်လားသူကမင်းကိုစားဖို့ချော့နေတာကွာဟာမောင်မင်းကြောက်လန့်တကြားနဲ့ခင်ဗျားတို့ဘာတွေပြောနေကြလဲဖဲကြငါလမ်းကသွားမယ်အခုလိုအော်ဟစ်နေတော့ရဲလိုက်စမ်းဆိုးတဲ့ဆူးရှားတဲ့အတန်ကြီးနဲ့အတူနွေးနွေးပေါ်လာပါတယ်နွေးနွေးရဲ့မျက်နှာကဖြူရော်နေပြီးအေးဆက်တဲ့အရှိန်အဝါတွေထွက်နေပါတယ်သူကိုကြည့်ရင်နင်တို့အားလုံးပြဖြစ်သွားစေရမယ်ထွက်သွားကြနွေးနွေးကဟိန်းဟောင်းလိုက်တဲ့အခါတရေလေးကောင်ဟာကြောက်လန့်တကြားထွက်ပြေးသွားကြပါတယ်မောင်မင်းဟာတုံရင်နေတဲ့အတန်နဲ့နွေးမင်းကတကယ်ပဲတရေမလေးလားမောင်မင်းကမေးလိုက်ပါတယ်နွေးနွေးကမျက်ရည်တွေဝဲလျက်နဲ့ဟုတ်ပါတယ်ကိုနွေးလွန်ခဲ့တဲ့တစ်နှစ်ကမီးလောင်တုန်းကဆုံးသွားခဲ့တာပါကိုတန်ရုံးစီမပြတ်နိုင်လို့နွေးမထွက်သွားနိုင်ပဲစောင့်နေခဲ့တာခုနကတရေတွေကိုနှင်ထုတ်ဖို့နွေးရဲ့ရှိသမျှစွမ်းရည်တွေတုံးလိုက်ရပြီကိုနွေးရဲ့အချိန်စေ့ပြီကိုစီကခွန့်လွတ်တယ်သွားတော့ဆိုတဲ့စကားကိုကြားမှနွေးကျွတ်လို့မှာပါအခုလိုတောင်းပန်ရှာပါတယ်မောင်ဝင်းဟာငိုကြွေးရင်နွေးနွေးရဲ့လက်ကိုဖမ်းဆုပ်ဖို့ကြိုးစားပေမဲ့စုပ်ကင်လို့မရတော့ပါဘူးနွေးရဲ့ကိုမင်းကိုဘလို့မှတရေလို့မမြင်နိုင်ဘူးဒါပေမဲ့နွေးပင်မနေမှာကိုမကြည့်ရတော့ဘူးသွားပါတော့နွေးကောင်းရမွန်ရသွားပါကိုနွေးကိုခွန့်လို့ပြီးတန်အောင်စင်ဖြတ်ပေးလိုက်ပါပြီအခုလိုကိုမင်းကပြောလိုက်တဲ့အခါနွေးနွေးကအေးချမ်းတဲ့အပြုံးလေးနဲ့ကြည့်ရင်အလင်းမုံလေးတွေအဖြစ်ကောင်းကင်ရံတဲ့ပျောက်ကွယ်သွားပါတယ်နောက်တနေ့မနက်မှာတော့မောင်မင်းဟာကရိုးစိတ်မှာတယောက်တည်းရက်နေရင်မြေကြီးပေါ်မှာကြံရစ်ခဲ့တဲ့သပင်ကလေးလေးကိုကောက်ယူလိုက်ပါတယ်ဒီနေ့တော့ကိုတို့တခြားဘဝမှာပြန်ဆောင်ကြမယ်နော်နွေထိုးတိုးလေးရေယူရင်လွမ်းရိပ်ဝေတဲ့မိပြင်ကျဲကြီးကိုငေးကြည့်နေပါတော့တယ်